CF vlog လေးရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခုနောက်ပိုင်းလူငယ်တွေကြားထဲမှာရန်ကုန်ကိစားနေတဲ့ National Esport Championship Final ပွဲစဉ်လေးကိုတွားရောက်ကြည့်ရှုခဲ့ရဖြစ်ပါတယ်ရှင်ရှောင်းလဲရဲ့ဘယ်ညာတစ်ချောင်းမှာလည်းဘူးစင်ကအများကြီးရှိတော့ရန်ပြောဖို့ကောင်းခဲ့ပါတယ်ချင်းတော်မှာပဲဂိမ်းတွေအများကြီးကစားခဲ့ပြီးတော့လက်ဆောင်တွေအများကြီးရခဲ့ပါသေးရဲ့ရှင်ချင်းကတော့အဲ့မှာ U ရဲ့ member တယောက်အနေနဲ့တွားခဲ့ရဆိုတော့ VIP လက်ဆွဲလေးရပါတယ်ဒါကတော့ opening ceremony မှာပေါ်က projector မှာပုံပြနေနေအောက်မှာလည်းမိကစားပြနေတာအရန်ကိုမိုက်ပါတယ်စိတ်ဓာတ်ကတည်းကမျိုးမျိုး Black button don't know when the hot in the soul here we go we don't like it not a swing we don't like it ဒီနေ့ DJ အလာတင်ရလေးကိုစိုက်ဆုံးပါပဲGood level okay ကဲဟောပါဟောတော့ကြအောင်ကဲငါမတင် let's go လက်ကိုနေကြပါလေမရပြီလို့ခင်ဗျာခုကတော့အသေးအပြန်လည်အားပေးပြီးတော့နေရာယူနေကြတာပေါ့နော်ဒီနေ့ final ပွဲကတော့မသက်စီနဲ့ဝိုင်းကြီးပြိုင်ကြတာပဲဖြစ်ပါတယ်ခုအားပေးတဲ့အသင်းနဲ့နိုင်မတင်တဲ့အသင်းကို comment လေးမှာမင်းခဲ့ကြပါအောင်ရှင်များတကာတွေကအကျင့်နဲ့အားပေးနေတဲ့အချိန်အရင်မာသားရရရှစ်အိတ်နေပါတယ်။မသစီတွေကနေပြီးတော့ဘွေရဲ့တယောက်ပဲကျန်ပါတော့တယ်။ချိန်နေရှင်ပြိုင်ပေးတဲ့ကာလမှာပေါ့နော်။ဘယ်သိနိုင်မယ်လို့ထင်ပါလဲရှင်။ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ရှင်။ Like and follow လေးလုပ်ဖို့မမေ့ပါနဲ့ဟုတ်နော်။ Bye bye ပါ